ဗုဒ္ဓအလိုတော်ကြနေထိုင်နည်းတရားဒေသနာတော်ဗုဒ္ဓအလိုတော်ကြနေထိုင်နည်းတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာကဘယ်လိုနေထိုင်ရမယ်လို့ဟောကြားခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဒီကနေ့ဒီကနေ့အလုံးတရားနာပရိသတ်အပေါင်းတော်ကောင်းတို့နာယူမှတ်သားကြရမှာဖြစ်ပါတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ညီတော်ဝမ်းကွယ်မြတ်စွာဘုရားရဲ့ဘာတွေးတော်အမိဒေါဒနတာဂိဝင်မင်းကြီးရဲ့သားတော်မဟာနာမဆိုတဲ့တာဂိဝင်မင်းတစ်ပါးရှိပါတယ်ထိုမဟာနာမဆိုတဲ့တာဂိဝင်မင်းဟာသာသနာတော်မှာဒိဗ္ဗစက္ခုအရာဒိဗ္ဗစက္ခုအဘိညာဉ်အရာမှာထင်ရှားကြော်ကြားပြီးဧတရက်ဘွယ်တူးဖြင့်ချီးကျူးမြောက်စားခြင်းခံတော်မူရတဲ့အရှင်အနုရုဒ္ဓမထေရရဲ့နောင်တော်အရင်ဖြစ်ပါတယ်မဟာနာမတာဂိဝေမင်းလို့ရှင်အနုရုဒ္ဓရဲ့နောင်တော်အထက်ကရာများမှတ်တမ်းအရမဟာနာမမြတ်စွာဘုရားတဲ့တလကံအသက်ကြီးတယ်ဆိုတော့တက်တူရွယ်တူပါဘူးမြတ်စွာဘုရားတဲ့လပိုင်းလောက်ပဲကြီးတယ်ဒီလိုဆိုတော့ရှင်အနုရုဒ္ဓမထေရမြတ်ကမြတ်စွာဘုရားတဲ့ငယ်တယ်လို့ဒီလိုမှတ်ရှင်အာနန္ဒာမထေရမြတ်ကြတော့မြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့သက်တူရွယ်တူဟောပဲဒီလိုမှတ်ရတယ်အဲ့တော့ရှင်နုရုဒ္ဓမထေရမြတ်ရဲ့နောင်တော်အရင်ဖြစ်တဲ့မဟာနာမအဲ့ဒီမဟာနာမတာဂိဝေမင်းကြီးဟာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ပထမဆုံးတွေ့တဲ့အချိန်မှာပဲသောတာပန်ဖြစ်သူရောက်ရှိပြီးတော့နောက်ပိုင်းမြတ်စွာဘုရားတန်စီကလို့တရားဓမ္မတွေနာယူရင်းနဲ့အရိယာပုဂ္ဂိုလ်တို့ရဲ့ဒုတိယအဆင့်မျိုးဖြစ်တဲ့သဂရာဂအဆင့်ကိုရောက်ပါတယ်မဟာနာမနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့အင်္ဂုတ္တရနိကေတို့တန်ယုတ္တနိကေတို့မှာသုတ်တန်တွေတော်တော်များများရှိဒီကနေ့ဘုန်းကြီးဟောမှာမဟာနာမသုတ်တန်ကိုအခြေခံဟောမှာဖြစ်တယ်။ထိုမဟာနာမသုတ်တန်ဒီအင်္ဂုတ္တရနိကေဧကတတကနိဗ္ဗာန်မှာလာရှိတဲ့သုတ်တန်တစ်ခုဖြစ်ပါတယ်။တရားရှိခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမဟာနာမလို့ဆိုတဲ့မိမိရဲ့နောင်တော်တာဂိဝေမင်းကြီးအားဘယ်သို့ဘယ်ပုံနေထိုင်သင်ချောင်းဆုံးမဩဝါဒပေးခဲ့တာလဲဘုန်းကြီးတို့တရားရှိခင်သူတော်စင်ပြိဿအပေါင်းတို့ဟာတို့တည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ဆုံးမဩဝါဒပေးတော်မူခဲ့တဲ့ဗုဒ္ဓအလိုတော်ကြနေထိုင်သည်သိဖို့မလိုဘူးလားအေးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့သာသနာတော်နဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဆိုတာအလွန်တရာမှတန်ဖိုးရှိတရားနာတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းရှင်တို့တော်ကထုတ်ဖော်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဟောခဲ့တဲ့တရားတွေထိုတရားတွေကိုဓမ္မဂတိကအရှင်မြတ်တွေထံကနေကြားနာကြရနှစ်ပေါင်း2500ကျော်ကြာခဲ့တဲ့တရားဟာဒီကနေ့ထိအောင်မှန်ကန်နေစေခေတ်မီနေစေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဓမ္မဆိုတဲ့အဓိပ္ပာယ်ကသူ့သဘာဝအတိုင်းဓမ္မလို့ဆိုတာသဘာဝအတိုင်းရှိနေတဲ့တရားသဘာဝအတိုင်းရှိနေတာတကယ်အဖြစ်မှန်ကိုဟောထားတာဖြစ်တော့ကြောင့်ထိုဓမ္မတွေဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး။မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့သစ္စာတရားဒီသာဝရမှန်ကန်နေမှာဖြစ်ပါတယ်။မြတ်စွာဘုရားကသစ္စာ၄ပါးဟောကြားခဲ့တယ်။နှစ်ပေါင်း1500ကြာလို့သစ္စာ၄ပါးနဲ့မကဘူးသစ္စာနောက်ထပ်တစ်ပါးတိုးဖို့လိုလာပြီလို့ဒီလိုများ
ရှိနိုင်ပါမလားမရှိနိုင်ဘူးမြတ်စွာဘုရားဟောခဲ့တဲ့တရားသစ္စာ၄ပါးဟာဘယ်ခေတ်ဘယ်ကာလဘယ်ကဘာမှာပဲဖြစ်ဖြစ်သစ္စာ၄ပါးပဲရှိထိုသစ္စာ၄ပါးဟာသာဝရမှန်ကန်နေတယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကသောကပရိဒေဝဒုက္ခဒေါမနတလို့ဆိုတဲ့လူလောကလူဘဝရဲ့အနိဋ္ဌာယုံတွေကိုကျော်လွှားဖို့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောခဲ့တယ်။ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့တရားတော်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလူတွေနဲ့အံကြဟောထားတယ်။ဒီကနေ့ခေတ်လူတွေနဲ့တော့အံဝင်ခွင်ကြမဖြစ်တော့ဘူးလို့ညှင်းပယ်เสียများရှိပါအောင်မလား။မရှိဘူး။ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားဟာလောကမှာတ attva တွေရှိနေတဲ့၍မှန်းနေအောင်ပါပဲဒါကြောင့်မလို့ဓမ္မဆိုမှန်ကန်တဲ့သဘာဝဘယ်တော့မှကြောင်းလဲမှုရှိမှာမဟုတ်ဘူးအစင်သာဝရမှန်ကန်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းလမ်းစဉ်ကိုလည်းမြတ်စွာဘုရားသခင်ကိုရောမြတ်သည်အပြည့်အစုံဟောထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုနာယူမှတ်သားပြီးတော့မိမိဘဝမှာအသုံးချသွားဖို့လိုအပ်ပါတရားနာတယ်ဆိုတာမြတ်စွာဘုရားကတို့ကိုဘယ်လိုအကြံဉာဏ်ပေးခဲ့တယ်ဘယ်လိုဆုံးမဩဝါဒတွေပေးခဲ့တယ်တို့တွေဘုရားရဲ့အဆုံးအမဘယ်လိုလိုက်နာရမယ်ဆိုတာဒီအသိဉာဏ်လေးတွေမိမိတို့တဏ္ဍာမှာရလာအောင်တရားကိုနာကြရတာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အာယုံပြုပြီးတော့ရှိလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကတက္ကတိုင်းကပိလဝနေပြည်တော်အနီးမှာရှိတဲ့နိရောဓတာကိဝေမင်းပိုင်တဲ့ဥယျာဉ်ကြီးထဲမှာဆေတော်မျိုးတော်တွေကစုပေါင်းပြီးတော့ဆောက်လုပ်ထားတဲ့ရွှေကျောင်းတော်ကြီးမှာသတင်းသုံးနေပါလေအားလုံးနိရောဓရုံကျောင်းတော်လို့ဒီလိုအမည်ပြန်တယ်အဲ့ဒီနိရောဓရုံကျောင်းတော်ကြီးမှာသတင်းသုံးနေတဲ့အချိန်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အနိဗ္ဗာန်မှာရှိကြတယ်များစွာသောယဟန်တော်များသည်ရှင်တော်မြတ်ဖရာအတွက်သင်္ကန်းတစ်ထည်ချုပ်ကြတယ်မြတ်စွာဘုရားလည်းပဲသင်္ကန်းတော်ကိုချုပ်ဝတ်တယ်ဆိုတာဒီသုတ္တန်အရာသိရတယ်နော်ယဟန်တန်ဃာတွေအားလုံးမှာစုဝေးပြီးတော့မြတ်စွာဘုရားသင်္ကန်းကိုဝိုင်းပြီးတော့ချုပ်ကြတယ်ဆိုကြတယ်ရှင်းတော့ကသင်္ကန်းချုပ်တယ်ဆိုတာအလုံးဝိုင်းချုပ်ကြရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ခေတ်မှာလို့အချုပ်ဆက်တွေကမရှိသေးဘူး။ချုပ်ဆက်တွေမရှိဘူး။မရှိတဲ့အခါကျတော့သင်္ကန်းချုပ်ဖို့ရကားပေါင်ချက်ကြီးတွေလောက်ထားအသားနဲ့ရိုက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့သင်္ကန်းအတိုင်းအတာပမာဏတိုင်းအသားနဲ့ပြုလုပ်ထားတဲ့ကားပေါင်ချက်ကြီးတွေလောက်ထိုကားပေါင်ချက်ကြီးတွေမှာပိဿအနံများကိုဆွဲပြီးတော့အလျာအနံကျိုးများချီပြီးထိုကားပေါင်ချက်ကြီးမှာသင်္ကန်းပုံစံကြအောင်ယဟန်တော်တွေဟာဝိုင်းဝန်းပြီးတော့ချုပ်ကြရတယ်အဲ့ဒီကားပေါင်ချက်ကြီးကိုပါဠိလိုကတိနာလို့ခေါ်တာခုခေတ်ကထိန်ဆိုတဲ့စကားလုံးကအဲ့ဒီကလာခဲ့တယ်နော်သင်္ကန်းချုပ်တဲ့ကားပေါင်ချက်ကြီးပုံစံခေါ်ထားတဲ့ကားပေါင်ချက်ကြီးအဲ့ဒီကားပေါင်ချက်ကြီးမှာမြတ်စွာဘုရားသခင်ကိုရောမြတ်အတွက်တရားဓမ္မများလှူထားတဲ့အစများကိုဆက်ဟပ်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုယုံ3000လောက်တဲ့သင်္ကန်း200မျိုးကိုယဟန်တော်တွေဟာဝိုင်းဝန်းပြီးတော့ချုပ်ကြတယ်တဲ့အဲ့လိုဝိုင်းချုပ်ပြီးတဲ့အခါသင်္ကန်းမှာဆိုးလို့အယောင်ကောင်းကောင်းဖြစ်အောင်ဆိုးပြီးတော့မြတ်စွာဘုရားသင်္ကန်းကြီးစီအောင်ဆောင်ရွက်ကြတယ်အဲ့ဒီအချိန်မှာမဟာနာမဆိုတဲ့သာကိဝေမင်းကြီးကယဟန်တော်များစွာဟာစုပေါင်းပြီးတော့မြတ်စွာဘုရားသင်္ကန်းကိုချုပ်နေကြတယ်သင်္ကန်းပြီးတာနဲ့တပြိုင်နက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဒီခရီးဒေသစာရီကြွချလိုက်မယ်3 လလွန်မြောက်တဲ့အခါသင်္ကန်းချုပ်ပြီးတာနဲ့တပြိုင်နက်မြတ်စွာဘုရားသခင်ကိုရောမြတ်ထိုသင်္ကန်းကိုဝိယုံ3000တို့ခရီးဒေသစာရီကြွချလိုက်တယ်ဆိုတဲ့ဒီသတင်းကိုရမဟာနာမသာကိဝေမင်းကြီးဟာလည်း
နေမကောင်းထိုင်မသာဖြစ်လို့ဘုရားမြတ်စွာထံမရောက်တာကြာပြီနေကောင်းချမ်းသာလာတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းသင်္ကန်းချုပ်ပြီးတာနဲ့ခရီးထွက်တော့မယ်ဆိုတော့မဟာနာမတာဂိမင်းကြီးဒီမြတ်စွာဘုရားထံရောက်ရှိပြီးတော့လာပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်အယုဒိလုံးမြတ်တို့ရှိခိုးပြီးတော့လျှောက်ထားတယ်တုဓမ္မေတံဗန္တိဘဂဝါတံဘဟုလာကိရဘိက္ခုဘဂဝတောစေဝရကမ္မံကရွန်တိနေဋ္ဌိတာစေဝရောဘဂဝါဒေမာတံဣစေယနသာရိကံသရိတတိတိဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာတံဘဟုလာမြတ်ပြလာကုန်သောဘိက္ခုယဟန်တော်တို့သည်ဘဂဝတောမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးစေဝရကမ္မံသင်္ကန်းချုပ်ခြင်းအမှုကိုကရွန်တိကိရပြုလုပ်၍နေကြပါတဲ့ဘဂဝါမြတ်စွာဘုရားသည်နေတိတစေဝရောသင်္ကန်းချုပ်ပြီးသည်ရှိသောဒေမာသစ္စေန3လလွန်သောအခါကာလ၌စာရိကံဒေသစာရိကြွချီခြင်းကိုစရိတတိတိကြွချီလက်တံဟူ၍မေမယတပိတော်သည်သူတံသတင်းစကားကိုကြားနာအပ်ပါပေတော်၏မြတ်စွာဘုရား။အိုရှင်တော်မြတ်ဖရာရှင်တော်မြတ်ဖရာသင်္ကန်းချုပ်ပြီးလို့ရှိရင်3လကြာတဲ့အခါမှာသင်္ကန်းချုပ်လို့ပြီးသွားတဲ့နောက်ခရီးဒေသစာရီထွက်မယ်လို့တပိတော်သတင်းကြားရပါတယ်။ကေနနုခောဗန္တိဝိဟာရေနကေနနုခောဗန္တိဝိဟာရေနာတေသနောဗန္တိဘဂဝါနာနာဝိဟာရေနာဝေရတံကေနသဝိဟာရေနာဝိဟာတဗံဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာနာနာဝိဟာရေအမျိုးမျိုးသောနေထိုင်ခြင်းတို့ဖြင့်ဝေရတံနေထိုင်၍နေကြရပါကုန်သောတေသနောထုတပိတော်တို့အားကေနဝိဟာရေနာဘကဲ့သို့သောနေထိုင်ခြင်းဖြင့်ဝိဟာတဗံနေထိုင်ခြင်းငါသင့်လျောသည်အတ္တဖြစ်ရပါသည်ဣတိလိုမဟာနမောမဟာနာမအမိရတဲ့တာဂိဝေမင်းကြီးသည်ဧတဝသနံဤကဲ့သို့သောအမိပု္ပ္ပာစကားကိုအဝေါစာကောင်းစွာမဲ့သိတယောက်ကြားခဲ့ပါပေတည်းအရှင်ဘုရားတဲ့အရှင်ဘုရားခရီးထွက်တော့မယ်လို့တပည့်တော်များသတင်းကြားပါတယ်အဲ့တော့တပည့်တော်တို့လူဘဝမှာနေချရတဲ့ပုဂ္ဂိုလ်တွေဟာနေပုံနေနည်းအမျိုးမျိုးသောနေထိုင်နည်းဖြင့်နေထိုင်နေကြပါတယ်ဘယ်လိုနေခြင်းမျိုးနဲ့နေမှအကျိုးရှိမလဲဆိုတဲ့မေးခွန်းလေးကိုမေးလိုက်တာမဟာနာမဆိုတာတာဂိဝေမင်းတွေထဲမှာထင်ရှားတဲ့မင်းတစ်ပါးပဲပဋိမုဒ္ဒရာမြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်ခါကာလတော့ဥပဒကဒါယကတယောက်ဒီမြတ်စွာဘုရားသခင်ကိုရောမြတ်အမှုရှိတဲ့ယဟန်တန်ဃာတို့အားအလွန်မမြတ်လှတဲ့အရသာရှိတဲ့ဘောဇဉ်အာဟာရများကိုဆက်ကလူတန်းတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကထိုဥပဒကအားပဏိတဒါယကဣတရက်ဘွယ်သူဖြစ်ချီးကျူးမြောက်စားခဲ့တာကိုအားကြပြီးတော့တပည့်တော်လည်းတောင်ပွင့်တော်မူမဲ့မြတ်စွာဘုရားရဲ့ထံမှာဒီလိုဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြစေပါလွန်ခဲ့တဲ့ခဘာတသိန်းလုံးကပဋိဗုဒ္ဓရာမြတ်စွာဘုရားထံမှာစုပန်ခဲ့တဲ့ပုဂ္ဂိုလ်ဂေါရဝမြတ်စွာဘုရားပွင့်တော်မူလာတဲ့အခါမှာဘုရားရဲ့ညီတော်ဝမ်းကွဲနောင်တော်ဝမ်းကွဲဘာတွေတော်ရဲ့သားဖြစ်လာပြီးတဲ့နောက်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ရှစ်ဝါမြောက်မှာဝေရင်ဇာတိမှာဝါကတ်အဲ့ဒါလိုဝေရင်ဇာတိမှာဝါကတ်တဲ့အချိန်မှာမန္တသားကြီးရဲ့နှောက်ယှက်မှုကြောင့်ဝေရင်ဇာပုံသားကြီးကမေးလျော့ဝေရင်ဇာပြည်ကြီးကလည်းအစာရည်သာခေါင်းပါပြီးတော့ငတ်မွတ်နေတဲ့အချိန်ဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်တန်ဃာတော်အရှင်မြတ်တွေနဲ့အတူတကွဆွမ်းခံလို့မရဘူးဒကာဒကာမပေါင်းသူတော်ကောင်းတို့ကဆွမ်းမလောင်းနိုင်ကြဘူး
အဲ့တော့ဟိုဥတ္တရပဋ္ဌာဆိုတဲ့မြောက်ပိုင်းနယ်ကနေပြီးတော့မြင်းလာရောင်းတဲ့ပုဂ္ဂိုလ်တွေမြင့်ကုန်တဲ့900တို့ကဝိရိစာပြည်နားမှာစခန်းချပြီးတော့မြင်းစာခြုံတွေအလွန်လောက်ပါလာယဟန်တန်ဃာတွေကဝိရိစာမြို့ထဲဆွမ်းခံမရတဲ့အခါကျတော့အဲ့ဒီမြင်းကုန်တယ်တွေထံသွားပြီးတော့ဆွမ်းရတော့မြင်းစာခြုံတွေကိုတနေ့လင်တစ်ပါးနှစ်ကွမ်းစားကြမြင်းတွေကိုအစာနဲ့နဲ့လျှော့ကျွေးပြီးတော့ယဟန်တန်ဃာတော်များကိုလောင်းရတယ်တဲ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်လည်းအဲ့ဒီတော့မြင်းစာခြုံပုံပေးရနော်ထိုမြင်းစာခြုံမြင်းတွေကျွေးဖို့ဆိုပြီးတော့ဂုံတယ်တွေကအဲ့ဒီကနေခွဲပြီးတော့ပြုတယ်ယဟန်တန်ဃာများမြင်းစာခြုံကိုယူလာပြီးတော့ဝိရိစာနလေရုပုစီမန္တအနိမရှိတဲ့ကျောင်းတိုက်ထဲရောက်တဲ့အခါကျတော့ထိုမြင်းစာခြုံတွေကိုစုံထဲမှာထည့်ထောင်းပြီးတော့ဖြစ်တယ်လို့ဖုံးပေးသုံးဆောင်ရတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်အတွက်တော့ရှင်အာနန္ဒာကကြားရည်နဲ့အချိုးနဲ့ရောစပ်ပြီးတော့ထိုမြင်းစာခြုံများကိုကြိတ်ပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ကပ်တဝါတွင်လုံးဖျားမှုရှိတဲ့ယဟန်တန်ဃာတွေဟာထိုမြင်းစာခြုံနဲ့ပဲတဝါတွင်လုံးဆွမ်းဖုံးပေးပြီးတော့အချိန်ကုန်ဆုံးခဲ့ကြရပါတယ်ဝါလကျွတ်တဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဝိရိယဘုံသားကြီးကိုနှုတ်ဆက်စကားမိန့်ကြားလို့တရားဓမ္မဟောပြီးတဲ့အခါမှာခရီးဒေသစာတွေဆွဲပြီးတော့နောက်ဆုံးဟောမြင်တော်မူရာဒေသဖြစ်တဲ့တက္ကတိုင်းကတိလို့ပြည်ကိုရောက်အဲ့လိုရောက်လာတဲ့အခါကျတော့မဟာနာမတာဇီဝင်တွေကစဉ်းစားတယ်ဩဝါတွင်းကာလဘုရားမှုရှိတဲ့တန်ဃာတော်တွေဟာမြင်းစာခြုံနေကြီးဖုံးပေးရတာဆိုတော့အာဟာရထမပြည့်ဝရှာကြဘူးအစာအာဟာရချိုးတက်လာခဲ့ကြအဲ့ဒီအာဟာရထမပြည့်ဝသည့်အတွက်ကြောင့်ယဟန်တန်ဃာတော်များချမ်းသာရေးသိပြီးတော့မပြည့်စုံကြဘူးအမတန်မွန်မြတ်တဲ့အာဟာရတွေနဲ့ထိုယဟန်တော်တွေရဲ့ခန္ဓာကိုယ်ထဲမှာအဆီဩဇာဗိုက်တာမင်ဓာတ်တွေပေါ့လေခုခေတ်လိုပြောလို့နော်အင်အားဖြစ်စေတတ်တဲ့အစီအစိတ်အလွန်ကောင်းတဲ့အရသာရှိတဲ့စီဥထောပတ်ဆိုတာမျိုးတွေကိုငါဆက်ကလှူဒန်းရလို့ရှိရင်ယဟန်တန်ဃာရဲ့ခန္ဓာကိုယ်ထဲမှာဩဇာတတ်တွေကြီးပြီးတော့ပြန်လည်လန်းဆန်းပြီးကျမ်းမာရေးကောင်းလာမှာပဲစိတ်ကူးရပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်မှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေအမတန်မွန်မြတ်လာတဲ့အရသာရှိတဲ့စံခဲဝဲဘောဇဉ်ပဏိတဘောဇဉ်လို့ခေါ်တယ်စီဥထောပတ်တွေနဲ့ဝမ်းမှန်ထားတဲ့အစာအာဟာရကိုလေးလပတ်လုံးဖုံးပေးဖို့ရာမဟာနာမတာဂိဝေမင်းကြီးကဖြစ်ပါတယ်တဲ့လေးလကပ်ပြီးတဲ့နောက်ကျတော့ကတ်လို့အားမရသေးဘူးလှူလို့အားမရသေးဘူးနောက်ထပ်လေးလဖွင့်ပေးတော့ဘုရားမြတ်စွာဘုရားလို့ဆိုပြီးနောက်ထပ်တစ်ခါလေးလထပ်ပင်သံဃာတော်ရှင်များဟာလည်းပဲအာဟာရချိုးတဲ့နေကြတော့မဟာနာမတာဂိဝေမင်းကြီးစက္ကတ်တဲ့စီဥထောပတ်နဲ့မမှန်ထားတဲ့အစာအာဟာရအရသာရှိတဲ့အစာအာဟာရဖုံးပေးသုံးဆောင်လို့အားအင်ကြည့်နောက်ထပ်လေးလထပ်ပင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကခွင့်ပြုအခါလေးလပြသွားတဲ့အခါလေးလကြာသွားတဲ့အခါမှာနောက်ထပ်လေးလထပ်ပြီးကပ်ပြရစေပါအောင်အာလုံးတစ်နှစ်ထိသုံးငါတည်ပြီးတော့မြတ်စွာဘုရားထံခွင့်တောင်းပြီးတော့မဟာနာမတာဂိဝေမင်းကြီးကယဟန်တော်များအားအစာအာဟာရတတ်ဖြည့်ဝအောင်မွန်မြတ်လာတဲ့ဆွမ်းခဲပဲဘောဇဉ်ချွေချင်းရတာခြားပြားတွေကိုဆက်ကပ်ခဲ့ပါတယ်တဲ့အဲဒီဆက်ကပ်မှုကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဧတရေကံဘိက္ခဝေမမ္မသာဝကာနံဥပါဒကာနံဗန္တိတတယေကာနံယတိတံမဟာနာမောတကောဘိက္ခဝေจิตာယံတို့မမငါဘုရားဤသာဝကနံတတိသာဝကဖြစ်ကြကုန်သောဗန္တိတတယေကာနံမွန်မြတ်သောအရာသာရှိတဲ့အစာအာဟာရကိုပေးလူတတ်ကြကုန်သော
ဥပါဒကလံယရဏသုံးရမျက်စိကတဲ့ဥပါဒကကာယကတို့တွင်ယတိတံမဟာနာမောတကောအချိန်မဟာနာမမြည်ရတဲ့တာဂဝေမင်းကြီးသည်အဋ္ဌိစင်စစ်မသွေရှိပါပေဧတံဧသောဤမဟာနာမမြည်ရတဲ့တာဂဝေမင်းကြီးသည်အကံအကောမြတ်ဆုံးအသာဆုံးဖြစ်ပါပေတော့ဤဣတိတဘဂဝါရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမဲ့သွေဟောကြားတော်မူခဲ့ပါပေတည်းအလွန်မြတ်တဲ့မွန်မြတ်တဲ့အရသာရှိတဲ့အစာအာဟာရကိုလှူတဲ့နေရာမှာစံထားရတဲ့ပုဂ္ဂိုလ်ထူးချွန်သောပုဂ္ဂိုလ်ဆိုပြီးတော့ဧတရက်ွယ်လို့ချီးကျူးခံရတဲ့မဟာနာမတန်ရှင်မင်းတစ်ဖက်ကကြည့်မယ်ဆိုရင်အဲ့ဒီမဟာနာမဆိုတဲ့တာဂဝေမင်းဟာဘုန်းကြီးတို့တရားနာပရိသတ်တွေမှတ်မိကြပါလိမ့်မယ်အသေးနဲ့ထိသောတလမင်းကြီးကမြတ်စွာဘုရားနဲ့ဆွေမျိုးတော်ချင်းတို့တာဂဝေမင်းသမီးတယောက်ကိုတောင်းတဲ့အခါမဟာနာမတာဂဝေမင်းကြီးရဲ့သမီးတော်ဝါသဘခတ္တိယဝါသဘခတ္တိယဆိုတဲ့မင်းသမီးကိုပသေနရီကောသလမင်းကြီးထံဆက်လိုက်အဲ့ဒီဝါသဘခတ္တိယရဲ့အမေကတော့မင်းမျိုးတွေကမဟုတ်ဘူးတဲ့ကျွန်မမျိုးကျွန်မျိုးတွေကနာခမုံတာလို့ခေါ်တဲ့ကျွန်မကမွေးထားဖခင်ကတော့မဟာနာမင်းကြီးပေါ့အဖေဘက်ကအမျိုးမြတ်ပေမဲ့လို့အမေဘက်ကအမျိုးယုတ်တာဂဝေမင်းကြီးရဲ့မာမာနကသူတို့အမျိုးသူများနဲ့မဆက်ဆက်ချင်သည့်အတွက်ကြောင့်ထိုနာခမုံတာရဲ့သမီးဖြစ်တဲ့ဝါသဘခတ္တိယကိုတာဂဝေမင်းသမီးအစစ်ရောင်ဆောင်ပြီးတော့ကောသလမင်းကြီးကိုပေးလိုက်အဲ့ဒီဝါသဘခတ္တိယကနေပြီးတော့သားတော်လေးတစ်ပါးထွန်းကားတဲ့အခါကျတော့ဝိတ္တတိပလို့ခေါ်အဲ့ဒီဝိတ္တတိပအရွယ်ရောက်လာပြီးတဲ့အခါကျတော့ပသေနရီကောသလမင်းကြီးကစစ်သူကြီးရာသူစစ်ဖို့ရုပ်ကြီးရာသူပေးထားနောက်ဆုံးကောသလမင်းကြီးကအသက်80အရွယ်ရောက်တဲ့အခါကျတော့ဒီကကာရယနလို့ဆိုတဲ့အဲ့ဒီအချိန်မှာဗန္ဓုလာဆိုတဲ့စစ်သူကြီးရဲ့တူဒီကကာရယနဆိုတာကစစ်သူကြီးရာသူရပြီဝိတ္တုပကတော့အိမ်ရှိမင်းသားအရာမှာရှိဒီကကာရယနကပသေနရီကောသလမင်းကြီးပေါ်မှာသူ့ရဲ့ဦးလေးအရင်ဖြစ်တဲ့ဗန္ဓုလစစ်သူကြီးကိုအကြောင်းရှာပြီးတတ်ပြရခေါင်းလားဆိုပြီးတော့ရန်ညှို့ဖွဲ့ပြီးတော့ထိုအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ပသေနရီကောသလမင်းကြီးတို့မေထာတုပဆိုတဲ့တာဂိမင်းမင်းတွေရဲ့ဏိခုံးရွာနေတဲ့ကအကြောင်းတစ်ကြောင်းမှာစကားပြောပြီးတော့နေတဲ့အချိန်စစ်တပ်ကြီးကိုပြန်ခောက်သွားပြီးဝိတ္တုပကိုမင်းမြောက်လိုက်တယ်အဲ့လိုဝိတ္တုပကမင်းဖြစ်သွားတဲ့အခါကျတော့တစ်ချိန်တုန်းကကပိလဝုကိုသွားလဲတဲ့အခါမှာတာဂိဝေမင်းကြီးရဲ့ပြုမှုမှုကိုအင်မတန်မှစိတ်ဆိုးပြီးတော့အဲ့ဒီချိန်ကရန်ညှိုးထားခဲ့တာဒီခါမှာသွားကလေးစားချစ်တာဂိဝေမင်းကြီးအားလုံးဝိတ္တုပကသွားရောက်ပြီးတော့တတ်ဖြတ်တယ်အဲ့ဒီတတ်ဖြတ်တဲ့အချိန်မှာတာဂိဝေမှန်သမျှတယောက်မှမချန်တဲ့ကလေးတွေရောပါတွေရောအကုန်လုံးဒါနဲ့ခုတ်တတ်ပြီးတော့တာဂိဝေမင်းတွေကအမျိုးတုံးသွားလောက်အောင်ဝိတ္တုပဘေးရန်နဲ့ဒုက္ခခံလိုက်ကြရတယ်သို့တော်လည်းပဲသူ့ရဲ့ဘိုးတော်တော်တဲ့မဟာနာမတာဂိဝေမင်းကြီးကိုတော့အန္တရာယ်မပြုစေနဲ့မဟာနာမတာဂိဝေမင်းကြီးနားမှာနေတဲ့တခြားတာဂိဝေမင်းသားတွေကိုလည်းပဲမတတ်ရဘူးလို့အမိန့်ထုတ်ထားသည့်အတွက်ကြောင့်မဟာနာမတာဂိဝေမင်းနဲ့အတူတကွရှိနေတဲ့တာဂိဝေနေသာလွတ်ပြီးကျန်တဲ့ပုဂ္ဂိုလ်တွေအကုန်လုံးသိသွားကြတာဂိဝေနေမျိုးတုံးအောင်လုပ်ပြီးတဲ့အခါမဟာနာမလို့ဆိုတဲ့သူ့ရဲ့ဘိုးတော်တာဂိဝေမင်းကြီးကိုဖမ်းပြီးတော့ခေါ်လာတယ်ခေါ်လာတော့အဲ့ဒီတာဂိဝေနေဆိုတာတက်ကြလေဆိုတာဒီကနေ့အထိအောင်
စာတိမန်ကအလွန်ပြင်းထန်ကြဒီကနေ့ဒီဘောတိုင်ကမှာစက္ကယဆိုတဲ့အမျိုးတွေရှိနေသေးတယ်နော်ပုံနှိပ်တိုက်တွေဘာတွေမှာစက္ကယ press တို့ဘာတို့အဲ့လိုရေးထားတာတကြလူမျိုးဆိုတာဒီကနေ့ပဲရှိသူတို့ကတိတိတတ်တတ်နေတယ်နေဝါရီလူမျိုးတွေကတကြလူမျိုးတွေအဲ့ဒီမှာမဟာနာမတို့တာဂိဝေမင်းတွေဟာအမတန်မာနရှိသည့်အတွက်ကြောင့်ဝိတတုပနဲ့တော့သူ့ရဲ့ကြီးတော်ပေမဲ့ဝိတတုပနဲ့ဒူဒူပွဲတော်မတီးခြင်းဘူးတဲ့ဘာဖြစ်လို့လဲဝိတတုပရဲ့အမေကမျိုးရိုးမစစ်ဘူးကျုံမမျိုးရိုးတွေကဒါကြောင့်မလို့အကယ်၍ငါသူနဲ့တူတူပွဲတော်မတီးရင်လည်းငါတတ်မှာပဲလို့ဆိုပြီးမဟာနာမတာဂိဝေမင်းကြီးကလမ်းမှာပွဲတော်တည်ဖို့ခေါ်တဲ့အခါခန္ဓာကိုယ်ကညှဉ်းနှွမ်းနေလို့ရေချိုးပြရစေအောင်ဆိုပြီးအနိနာမှာရှိတဲ့ရေအိုင်ကိုသွားရေချိုးရင်းကနေပြီးတော့ကဲဒီလိုဇတ်သိမ့်တဲ့ပုဂ္ဂိုလ်နဲ့တူတူထမင်းစားတာနဲ့သေရမပဲခေါင်းပါသေးတယ်လို့ဆိုပြီးတော့သူ့စတုံးကိုပဲခြေမချာညှက်ပြီးတော့ရေထဲမှာငုပ်ပြီးနေလိုက်တယ်အဲ့လိုငုပ်ပြီးနေလိုက်တဲ့အချိန်မှာဟိုးနဂါးပြေကနဂါးမင်းကြီးကသိတော့မဟာနာမတာဂိဝေမင်းကြီးကိုနဂါးပြေခေါ်သွားတယ်နဂါးပြေမှာ12နှစ်ကြာနေမဟာနာမတာဂိဝေမင်းကြီးရေချိုးနေတာကြာလိုက်တာမလာဘူးနဲ့လိုက်ပြီးတော့ရှာလို့မတွေ့တော့ရှားလို့မတွေ့တဲ့အခါမိတို့တွေနဲ့ဒူတွေချားတဲ့လိုက်ရှားတော့လည်းမတွေ့တဲ့အခါကျတော့ထွက်ပြေးသွားပြီနဲ့ဒူတယ်လို့ဆိုပြီးတော့ဝိတတုကလက်လျှော့ဝိတတုပလက်လျှော့သွားအဲ့ဒါကလို့နောက်ပိုင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သက်တော်80အရွယ်ရှိတဲ့အချိန်မှာတာဂိဝေမင်းကြီးတက်ခံရပြီးတော့မဟာနာမတာဂိဝေမင်းကြီးဟာလည်းပဲနဂါးပြေမှာ12နှစ်ကြာနေသွားတယ်လို့ဇာလန်းကအဲ့ဒီမှာဆုံးတာနော်အဲ့ဒီမဟာနာမတာဂိဝေမင်းကြီးဟာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့တွေ့တဲ့အချိန်မှာဟောဒီမေကုံလေးကိုမေးတာဒေသနောဗန္တိဘဂဝါဒေသနောနာနာဝိဟာရေဝိရတံကေနတဝိဟာရေနဝိဟာတပံဗန္တိရှိကုသောသခင်ရှင်တော်မြတ်ဖရာနာနာဝိဟာရေအမျိုးမျိုးသောနေထိုင်ခြင်းတို့ဖြင့်ဝိရတံနေထိုင်ကြရပါကုန်သောဒေသနောထိုတတိတော်တို့အားကေနဝိဟာရိနာပဲနေထိုင်ခြင်းမျိုးဖြင့်ဝိဟာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကချဉ်းကပ်ပြီးတော့နေထိုင်မှုအမျိုးမျိုးနဲ့နေတဲ့တပည့်တော်တို့ဟာဘယ်လိုနေထိုင်ခြင်းမျိုးဖြင့်နေထိုင်ရင်ကောင်းပါမလဲမြတ်စွာဘုရားအဲ့လိုလို့လျှောက်ထားတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကအာရုတာရုမာနာမဣတံခောမာနာမဒုပ္ပကံပတိရူပံကုလဗုဒ္ဓနာယန္တရဂတံဥပသင်္ကမေတဝပုစ္ဆေယထဧသနောဗန္တိနာနာဝိဟာရေဝိဝရတံကေနတဝိဟာရေနဝိဟာတပံမဟာနာမသာဓုကောင်းလာပြီစွာကောင်းလာပြီစွာဒီမေကုံကိုမေးတာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကသိကျေနပ်တယ်ဒါကြောင့်မလို့သာဓုခေါ်တော်မူတယ်တပည့်တော်တို့ဘယ်လိုနေရမလဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နေထိုင်ခြင်းအမျိုးမျိုးနဲ့နေကြတဲ့တပည့်တော်တို့ဟာဘယ်လိုနေရပါမလဲလို့အဲ့လိုလိုမေးတဲ့မိကုံနဲ့ပတ်သက်ပြီးတက္ကလာမဟာနာမဥမာနန္တာဓုကောင်းပါပြီစွာကောင်းပြီစွာကုလဗုဒ္ဓနာအမျိုးကောင်းသာဖြစ်ကုန်သောတေတံဒုမာကံထိုတင်တို့အားဗန္တိရှိဘုသောသခင်ရှင်တော်မြတ်ဖရာနာနာဝိဟာရေအမျိုးမျိုးသောနေထိုင်ခြင်းတို့ဖြင့်ဝိဟရတံနေထိုင်၍နေကြရပါကုန်သောတေတံတို့ထိုတပည့်တော်တို့အားကေနဝိဟာရေနာပဲနေထိုင်ခြင်းဖြင့်ဝိဟာတကံနေထိုင်ခြင်းသည်အတ္တဖြစ်ရပါသည်
Idi lo bhagavantam yasavaya dakin kuro myako upadingamittva chingaye Yambose yatha achin mimyanya goya Etan igedo Mimyanyin di kula bodhana Yogamla sikono tumakam tendo a Pati rupan tindin liyapa kaumya lava viroi Idi lo bhagava sikono dakin sinomya khayadi Awasa kaunza mati hojaro muge babi dadi A new gong daddy, Chipida, Dilo Begum Beda, Alondia Maxilione. For you, the Achagan, the Rosen Preta, found a letter. You need to go and look at the Sarah Yid in Jamaica, Cynthia, the Vido, Belunia, Malaysia, Budoya, Belunia, Mameden in London. Maiden, no? Mana Mata, you mean you are just of the other game, Colombian, and Twitter. The video to look up on Nijara, new music. Getting any balloon Nija. Say, young well, look at the valley. Hola, young way, you get in Nijara, hola. A child of man is lonely, Pogoria, and maybe Lona Army or something. Parinet, Chingong in the land. Send that. Then they go balloon Nija. Hawaii, they need my name. Do the name on Parinet, Chingong the name. Then do the mat to the open to be a conyo channel, Yana, lay to the lay from you. Loga Maluria, they won't tidy a new net, they jan. I yet is a dead one, I yet read the Yamia and Navula. Then I'm a brown load of Pogoria, Jerema, Chingo, Hapano, Chingo, the Navula. Oh, Mosuri, Jarrett, Dorema, Video, Drake, and the night, Chow, Young, that chap, Hansi, Daddy never saying go. No? Loka Maludi had never needed a new unit nature. Hello, new unit needed, they needed them. Hello, Nigama, Joshi, and they needed me. Yasavia, the Gangoramia, South Hada, Kama. Yasavia, the Gangoramia, Taru Korobure. Tadoko Mahanama Aradego Hodi, no other door. Mahanama Uma Nantado, the Radayashi, the Bogodi. Aradego Lunangasago, Keys, the Nani Hodi, Cincinnati, Chipaviroi. Atado, Yunki, Genusure, the Radia, Mashide, Bogodi. Aradego Kisa, Onion, Keys, the Nani Nahodi, Machipavi. Galunia Malay from Yasom Yaga. The Radaya seated Duma Mamanganga, a Jew, Chipo in a name. Kaunu Chandari was Radaya seated Dugada Chise and Radaya Mashide Dugama Chise and Kanka Joe, Yonki Jendo, so that Sadaya. Eri Sadaya, Shima Omin. Arada video, Arada go no Kudito, Arada video, Adado Viria Side Ogoni, Arada go to Siva, Piton Zira, the Hodi Chi, Kudito P. de Pogoni, no Arada go, Jusiva, the Piton Zira, the Hodi, the Medrin Sipaviroi, Lona Viria Side Pogova, Conyo Sandari, Piton Zira. Being native Pogo, Nona Vidia, Kim made at Pogo, Tonyo Chanari, the kissing I move. Tajamolo, Vidia, Shia. Ubadida the Diara, go, Dino Mokatadi. Ubadida the Dika, Tini, no Patishi, the Pogo, the Arabo, Tonyo Chandado, Chisedadi. All these sentiments about Vido, Mokatadi, made young needed the Dishi, the Pogo. Aradago Gonyo Chanago, Chisi, that in no hodi the Sipa, Ayayama the Dishia, the Ditayana Sia. Tadia, Yaka Pido, Tindia, and made young needed the Dishi, the Pogo, Maomi. The Maido Aradago Hodi no, and the Maido, the Maido
ဒီကြည်မှုသမာဓိရှိတဲ့ပုဂ္ဂိုလ်သည်အာရရေကိုကောင်းယူချမ်းသာတို့ကိုပြည့်စေတတ်သည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတော့၏အပမဟိတောသမာဓိကင်းမြဲတဲ့ပုဂ္ဂိုလ်ကအာရရေကိုပြည့်စေတတ်သည်နောဟောဒီမဖြစ်ပါစိတ်ဓာတ်တည်ငြိမ်မှုရှိရစိတ်ဓာတ်တည်ငြိမ်တဲ့သမာဓိရှိမှသာလဲအောင်မြင်နိုင်တယ်သမာဓိမရှိရင်မအောင်မြင်နိုင်ဘူးပညာဝါအာရရေကိုဟောဒီနောတို့ပညာဝါပညာရှိတဲ့ပုဂ္ဂိုလ်ဒီအာရရေကိုကောင်းကျိုးချမ်းသာတို့ကိုပြည့်စေတတ်သည်ဟောဒီဖြစ်တို့ပညာမရှိတဲ့ပုဂ္ဂိုလ်ဒီအာရရေကိုကောင်းကျိုးချမ်းသာတို့ပြည့်စေတတ်သည်နောဟောဒီမဖြစ်ပါမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုနေရမလဲလို့နေထိုင်နည်းအမျိုးမျိုးရှိတဲ့ထဲမှာဘယ်လိုနေရမလဲလို့ဆိုတော့အခြေခံတရား၅မျိုးကိုရှင်းဥစွာဟောပါတယ်အခြေခံတရား၅မျိုးကဘာတော့ဆိုလို့ရှိရင်တတ္တာရဲ့ဝိရိယရဲ့တတိရဲ့သမာဓိရဲ့ပညာရဲ့ဘယ်နှမျိုးပါလဲဒီအခြေခံတရား၅မျိုးရှိရတယ်အဲ့ဒီ၅မျိုးမှမရှိလို့ရှိရင်မှန်ကန်တဲ့နေနည်းအောင်မြင်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့လူတိုင်းအခြေခံတရား၅မျိုးရှိရတယ်ဘာရှိရမလဲကံကံရဲ့ကျိုးယုံကြည်ခြင်းလို့ဆိုတဲ့တတ္ထာတရားတတ္ထာလို့ဆိုတာကယုံကြည်တာလေးတင်တတ္ထာမဟုတ်ဘူးကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတာလည်းတတ္ထာပဲတတ္ထာတရားဖြစ်နေလို့ရှိရင်စိတ်ဟာကြည်နူးနေတယ်အဲ့ဒီကြည်နူးနေတဲ့အချိန်မှာဆိုလို့ရှိရင်နိဝရဏတရားတွေဒီတဏ္ဍာမှာမရှိဘူးကာမဂုဏ်အာယုန်တွေကိုလိုလားတဲ့ကာမိသန္တာကာမဂုဏ်အာယုန်တွေကိုလိုလားတဲ့ကာမိသန္တာအာယုန်တွေပေါ်မှာရွှင်ရှားမုန်းတီးတဲ့ပြပါဒစိတ်စွမ်းအင်းတွေကြာဆင်းနေတဲ့ထိနာမိတ်တာစိတ်တွေလေတွင်ပြီးတဲ့ကာလနောင်တပူပန်မှုရှိနေတဲ့ဥဒိစ္စပုဂ္ဂိုလ်သာမိမိကျင့်ရမယ့်ကျင့်စဉ်ပေါ်မှာသံဃာတွေဝင်နေတဲ့ဝိသိကိစ္စဆိုတဲ့ဟောဒီနိဝရဏတရားတွေကျင့်တယ်တတ္တတရားရှိနေပြီဆိုလို့ရှိရင်အဲ့ဒီနိဝရဏတရားတွေဟာကျင့်နေတာအဲ့လိုတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တရားတရားမှာအောင်မြင်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲအရေးကြီးဆုံးတတ္တတရားပထမရှိရဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေကံကံဤယုတ်အကျိုးကိုယုံကြည်တာလည်းပဲတတ္တတရားကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေတာလည်းပဲတတ္တတရားတတ္တတရားမိမိတဏ္ဍာမှာဖြစ်လာလို့ရှိရင်စိတ်အစဉ်ဟာကြည်လင်ပြီးတဲ့ကာလနေတယ်အဲ့ဒါလိုစိတ်အစဉ်ကြည်လင်ပြီးတော့နေတဲ့တတ္တတရားရှိဖို့လိုတယ်တတ္တတရားရှိမှသာလျှင်မိမိဆောင်ရတဲ့ကိစ္စတစ်ခုဟာအောင်မြင်နိုင်ပါလေနောက်တစ်ခုကဝီရိယဆိုတာဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းမှုတွေရောင်းရဝတ္တကိစ္စတွေလုပ်တဲ့အခါမှာလည်းဝီရိယရှိကြတာဘယ်ကိစ္စပဲလုပ်လို့ကာယကဝီရိယစေတသိက်ကဝီရိယဆိုတဲ့ဝီရိယရှိရဒီနေရာမှာဘုရားမြတ်စွာမိန့်ကြားလို့တဲ့ဝီရိယကတော့အကုသလနာဓမ္မနာပါဟနာယကုသလနာဓမ္မနာဥပသံပရာယကိုယ့်ရဲ့တဏ္ဍာမှာဖြစ်နေတဲ့မကောင်းကျိုးကိုပေးတတ်တဲ့အဆိုးတရားတွေကိုဖယ်ရှားဖို့လုံလဝိရိယရှိရမယ်။ကောင်းကျိုးချမ်းသာကိုဖြစ်သွားစေတတ်တဲ့ကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်ဖို့လုံလဝိရိယရှိရမယ်။အဲဒီလုံလဝိရိယကိုဆိုလိုပါတယ်။လုံလဝိရိယရှိရမယ်မကောင်းတဲ့အကျိုးကိုပေးတတ်တဲ့အကုသိုလ်တရားတွေမိမိတဏ္ဍာမှာမဖြစ်လာအောင်ဖြစ်လာလို့ရှင်လည်းဖယ်ရှားနိုင်အောင်မဖြစ်သေးတဲ့ကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်ပေါ်လာအောင်ဖြစ်ပြီးတဲ့ကုသိုလ်တရားတွေကိုလည်းမိမိတဏ္ဍာမှာတိုးပွားလာအောင်ကြိုးစားမှုဆိုတဲ့လုံလဝိရိယမျိုးရှိရမယ်လုံလဝိရိယမရှိရင်အောင်မြင်နိုင်မှာမအောင်မြင်နိုင်ဘူးဒါကြောင့်မို့ဝိရိယဆိုတာလည်းအခြေခံတရားကောင်းတစ်ခုပဲဒါလည်းပဲတရားရှိခင်သူတော်ချင်းပြိဿတွေတဏ္ဍာမှာရှိရမယ်နောက်တစ်ခုကသတိတဲ့သတိဆိုတာဘုန်းကြီးတို့အဘိဓမ္မာတရားတော်ရသတိဆိုတာ
ကုသိုလ်စိတ်နဲ့ရှင်အကုသိုလ်စိတ်နဲ့မရှင်ကောင်းတဲ့စိတ်တွေနဲ့ရှင်တယ်သောကနာစိတ်တွေနဲ့ရှင်တယ်တတိဆိုတဲ့နေရာမှာကုသိုလ်ကောင်းမှုပြုဖို့ဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတို့ကောင်းမှုတွေပြုဖို့အမှတ်ရနေတဲ့တတိမိမိခန္ဓာကိုယ်မှာတကယ်ဖြစ်ပြနေတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အမှတ်ရနေတဲ့တတိယဟိုတတိပ္ပံတရားတော်မှာလာတဲ့အတိုင်းပေါ့ကာယေကာယ ानु ပတ္တိဝေရတိအာတာပိသမ္ပဇာနောသတိမဝိလေယလောကေဘိစ္ဆာသောမနတကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာတဲ့အဲ့ဒီ ानु ပတနာတွေနဲ့ရှင်တဲ့တတိမျိုးအဲ့ဒီတတိမျိုးရှိရမယ်တတိမရှိလို့ရှိရင်မအောင်မြင်နိုင်ဘူးနောက်တစ်ခုကသမာဓိသမာဓိဆိုတာစိတ်ကြည်ငြိမ်မှုပဲအစစ်မြင်သွားတဲ့အခါကျတော့ပထမဇာဒုတိယဇာတတိယဇာသုတ္တဇာဆိုတဲ့ဇံ၅မျိုးဇံ၄မျိုးဇံ၅မျိုးပထမဇာဒုတိယဇာတတိယဇာသုတ္တဇာပင်စမဲ့ဇာနိဝရဏတရားတွေလုံးဝကင်းကွာပြီးတော့အာယုံပေါ်မှာစူးစိုက်ပြီးတော့ရှုနိုင်တဲ့ဇံတရားအဲ့ဒီဇာနဲ့ရှင်တဲ့သမာဓိတရားမျိုးလည်းပဲရှိရမယ်ဒါအစစ်မြင်ဆုံးကိုပြောတယ်နောက်အခြေခံတရားတစ်ခုကပညာအဲ့ဒီပညာဆိုတာလည်းပဲအဖြစ်အပျက်တွေကိုသိနိုင်တဲ့ကိလေသာအဆိုင်ခွဲတွေကိုအောက်ခွဲပြနိုင်တဲ့ထိုးထွင်းသိမြင်တဲ့အသိဉာဏ်မျိုးတဲ့အားလုံးမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကနေတိထိုင်ပြီးပြည့်စုံဖို့ရတယ်ဟောဒီအခြေခံတရား၅မျိုးရှိရတယ်မဟာနာမဥမာနံပင်စတု၅ပါးကုန်သောဣမေတုဓမ္မေတုဤတရားတို့၌မတိဋ္ဌာယစဉ္ညာခိုင်ခိုင်ကြည်ရှိပြီး၍သာ၆ပါးကုန်သောဓမ္မေတရားတို့ကိုဥဒ္ဒရိတိုးထဲ၍ပါဝေရာတိပွားများလေလုံးယတိတော်ဘယ်လိုနေရမလဲလို့အဘယ်ကဲ့သို့သောနေခြင်းမျိုးပြင်နေရပါမလဲလို့မေးမြန်းတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကသတ္တဝိရိယသတိသမာဓိပညာလို့ဆိုတဲ့အခြေခံတရား၅မျိုးပေါ်မှာခိုင်ခိုင်မာမာယက်တည်ပြီးတဲ့နောက်မှာဟောဒီတရား6မျိုးကိုတိုးတက်ပွားများစေပြီးတော့နေပါဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကဣဒမဟာနာမအရိယသာဝကောတထာဂတံနုတ္တရိတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတပ္ပံသောသူကေတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားသခင်ကိုရောမြတ်ကနေနည်းထိုင်နည်းကိုဟောပါနော်အခြေခံတရား၅မျိုးနဲ့ပြည့်စုံပြီးတဲ့အခါမှာဟောဒီ6မျိုးကိုမိမိတဏ္ဍာမှာဖြစ်အောင်လုပ်ပါ6မျိုးကဘာလဲလို့ဆိုရင်တထာဂတံမြတ်စွာဘုရားကိုအနုတ္တရာဟိအောက်မေ့လိုက်ပါမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကိုဘယ်ပုံပဲနည်းအောက်မေ့ရမလဲလို့ဆိုရင်သောဘဂဝါထွေကုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနဒီကဲ့သို့ကိလေသာအရောတို့ဖယ်ရှားတော်မူပြီးတဲ့အကြောင်းကြောင့်လည်းပဲအရဟံအရဟမြည်တော်မူပါ၏မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တန်တန်မှာကိလေသာဆိုတာလုံးဝမရှိတော့ဘူးဘုန်းကြီးတို့ကျေဝါသားကျေဝါသမီးတွေမိမိတို့နဲ့ရှင်ပြုမြတ်စွာဘုရားသခင်ကိုရောမြတ်ဆိုတာလူချင်းစရာနှစ်သက်စရာအာယုန်နဲ့တွေ့ရင်လောဘမဖြစ်တော့ဘူးစိတ်ဆိုးစရာအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်တော့ဘူးအမှန်တရားကိုစဉ်းစားတဲ့အခါမှာလည်းပဲကွယ်စည်းထားတဲ့မောဟဆိုမဖြစ်တော့ဘူးအဲဒါကြောင့်မလို့မြတ်စွာဘုရားရဲ့တဏ္ဍာမှာလောဘဒေါသမောဟစတဲ့ကိလေသာတွေရှင်းနေတယ်တဲ့အဲဒါမလို့ကိလေသာတွေအလုံးဖယ်ရှားပြီးဖြစ်တယ်ကိလေသာအသောတွေကဝေးကွာနေသောကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်အရဟံဆိုတဲ့ဂုဏ်တော်ကြီးနဲ့ပြည့်စုံပါပြီလေဒ
မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ခုံတော်တွေကိုတစ်ခုစီတစ်ခုစီဆင်ခြင်စဉ်းစားပြီးတော့နေလိုက်ပါတဲ့အကြောင်းကျိုးဆက်ပြီးတော့တွေ့ကြည့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိလေသာတွေကိုဖယ်ရှားပြီးလို့အရဟံကိလေသာဖယ်ရှားလိုက်တဲ့ဖြင့်မြတ်စွာဘုရားဟာတရားခတ်သိမ်းကိုတော်တိုင်မဖောက်မပြန်မှန်ကန်သောဉာဏ်ဖြင့်သိတော်မူလို့သမ္မာသမ္ဗုဒ္ဓမှန်ကန်စွာသိတော်မူသည့်အလျောက်ထူးခြားတဲ့အတိဝိဇ္ဇာအကျဉ်းစရဏနဲ့ပြည့်စုံသောကြောင့်ဝိဇ္ဇာစရဏဆိုတဲ့ခုံတော်ကြီးနဲ့ပြည့်စုံတယ်အတိလိမ္မာအကျဉ်းစရဏတို့နဲ့ပြည့်စုံသည့်အတွက်ကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာကောင်းမြတ်တဲ့စကားတွေကိုမိန့်ကြားတော်မူတတ်ပါတယ်နိဗ္ဗာန်ထိအောင်ကြွသွားတော်မူတတ်ပါတယ်ဒါကြောင့်မလို့သုဂတအောင်မြင်ပေါက်ရောက်ပြီးဖြစ်သောကြောင့်သုဂတလောကကြီးအကြောင်းကိုကောင်းကောင်းမွန်မွန်သိတယ်လောကကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြမရှိတတ္တလောကသင်္ခါရလောကဩဃတလောကလို့ဆိုတဲ့လောကသုံးပါးရဲ့အကြောင်းကောင်းကောင်းကြီးသိတော်မူသောကြောင့်လောကဝိတုလောကအကြောင်းသိလို့ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာသုံးပါးတိုက်သူကိုသုံးပါးတဲ့နေရာမှာမိမိတဲ့တာလွန်တဲ့ပုဂ္ဂိုလ်မရှိအတုမရှိအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့လို့လူတွေရဲ့ဆရာတွေမကနတ်တွေရဲ့ဆရာတစုတတ္ထာဒေဝမနုဿာနံတဲ့လူနတ်မြတ်တတ္တဝါအလုံးတို့ရဲ့ရှေ့ဆောင်ဆရာကြီးဖြစ်ပါတယ်ဗုဒ္ဓသစ္စာလေးပါးကိုလည်းပဲသိအောင်ဟောပြောနိုင်တယ်ဒါကြောင့်မို့လို့ဘဂဝါအလုံးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်မှန်မိုးပြီးတော့ဘုံကံပါရမီနဲ့ပြည့်စုံတော်မူတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်တွေကိုဆင်ခြင်သုံးသပ်ပြီးတော့နေလိုက်ပါတဲ့တထာဂတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုအနုတ္တရာဟိအောက်ပေးလိုက်ပါဂုဏ်တော်တွေကိုမှတ်ပြီးတဲ့ကာလမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုအောက်ပေးလိုက်ပါအဲ့လိုအောက်ပေးလိုက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုတစ်ခုစီတစ်ခုစီဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေခုနကတတ္တာတို့ဝိရိယတို့တတိတို့သမာဓိတို့ပညာတို့ပဲဆိုဒီအခြေခံတရားတွေမိမိတို့သဏ္ဍာန်မှာအားရှိပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်ကိုပွားများအားထုတ်လိုက်မယ်နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုလို့ရှိရင်ယတမေတမေရှင်ခါကာလ၌တရားဟတံမြတ်စွာဘုရားကိုအနုတ္တရတိအစဉ်အောင်မိနေတတမေတမေထိုသာ၌အတ္တထိုပုဂ္ဂိုလ်၏သဏ္ဍာန်၌ရာဂပရိယုဒ္ဓိတံစိတ်တံရာဂဆားကြွတောင်းဉဏ်သောစိတ်သည်နဥပ္ပဇ္ဇတိမဖြစ်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်ကိုအာယုပြုပြီးတဲ့နေတဲ့အချိန်မှာရာဂစိတ်တွေဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးတဲ့နော်ဒေါသပရိယုဒ္ဓိတံစိတ်တံနဒေါသပရိယုဒ္ဓိတံစိတ်တံဒေါသပရိယုဒ္ဓိတံဒေါသလွှမ်းမိုးနှိမ့်ဆက်နေတဲ့စိတ်တံစိတ်ဒီနာဥပ္ပဇ္ဇတိမဖြစ်မောဟပရိယုဒ္ဓိတံမောဟလွှမ်းမိုးနေတဲ့စိတ်ဒီနာဥပ္ပဇ္ဇတိမဖြစ်ရာဂလွှမ်းမိုးနေတဲ့စိတ်လည်းမဖြစ်ဘူးဒေါသလွှမ်းမိုးနေတဲ့စိတ်လည်းမဖြစ်ဘူးမောဟလွှမ်းမိုးနေတဲ့စိတ်လည်းမဖြစ်ဘူးဘုရားကုံကိုအာယုပြုနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတဲ့ကိလေသာတွေမဖြစ်ဘူးတဲ့အဲ့လိုကိလေသာတွေမဖြစ်တဲ့အခါကျတော့အတ္တထုပုဂ္ဂိုလ်ဤစိတ်တံစိတ်ဒီတထာဂတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုအာရဘအာယုပြု၍ဥစုကတမိဝဆောင်းပြောင်းမတ်မတ်တည်ရှိ၍နေတော်သည်သာနှင့်ဟောဒီစင်စစ်မဲ့တွင်ဖြစ်ပါပေတော့၏ဥစုကတစိတ်တော်ဖြောင်းမိုက်တည်ရှိ၍နေတော်စိတ်ရှိတော်ရိယတာဝကောရိယတာဝကသည်လဗ္ဗတိအထဝေဒံလဗ္ဗတိဓမ္မဝေဒံအထဝေဒံဂုံတော်တို့ရဲ့အ내အဓိပ္ပာယ်နဲ့ပတ်သက်ကြည့်တဲ့ကာလနှစ်သက်ဝမ်းမြောက်မှုကိုလည်းပဲဒီကောင်းစွာရနေတော့၏မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်လေးတွေဆင်ခြင်ပြီးတော့နေတဲ့အခါကျတော့ထိုဂုဏ်တော်မှာလာရှိတဲ့အ내အဓိပ္ပာယ်တွေကိုသိပြီးတော့ပီတိသောမနတာဖြစ်တယ်
ဓမ္မဝေဒံပါဠိကိုသိပြီးတဲ့ကာလနှစ်သက်ဝမ်းမြောက်ခြင်းလို့ဆိုတဲ့ပီတိဒီဟောဒီစင်စစ်မဲ့ဖြစ်ပါပေတော့ဤစကလုံးလေးကိုကရသော်ဘုရားတကယ်ကိုရောမြတ်ရဲ့ဂုဏ်တော်လေးအရဟံနဲ့သမ္မာသမ္ဗုဒ္ဓဝိဒါသရဏသံဃာတော်သိကတော်လောကဝိအ내ကလေးတွေကိုသင်ញင်စဉ်းစားပြီးတော့ပါဠိစကလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုပါသိပြီးတော့ပါဠိစကားလုံးကလည်းပဲနှစ်သက်စရာကောင်းတယ်အ내ဒိဗ္ဗေကလည်းနှစ်သက်စရာကောင်းတယ်ထိုနှစ်သက်စရာကောင်းတဲ့ပါဠိအ내ဒိဗ္ဗေတွေကိုဆင်ញင်စဉ်းစားပြီးတဲ့ကာလပီတိတွေဖြစ်ပါလိမ့်မယ်ဓမ္မုပတံဟိတံတရားနှင့်စိုက်ရှင်၍နေသောဗမောက္တံဝမ်းမြောက်မှုသည်ဥပ္ပစ္စတိဖြစ်၏မြတ်စွာဘုရားသခင်ကိုရောမြတ်ခုံတော်တွေကိုပွားများအားထုတ်တဲ့အခါမှာဘုန်းကြီးတို့တရားချက်ကကျွန်တော်တို့ပြိဋ္ဌာပေါင်းဒီကနေ့ဘုရားကောင်တော်ကိုပွားများတဲ့အခါမှာပီတိသောမနတဖြစ်လောက်အောင်ပွားရတယ်နော်တော်တော်များများကဘုရားကောင်တော်အာယုပြုပြီးတော့ဂရီးတော်စိတ်ကြတယ်ဂရီးစိတ်တဲ့အခါမှာပြုပြင်စရာလေးကဘာလို့ဆိုရင်ဟုတ်လားဂရီးလေးကြိုင်ပြီးတော့6ချက်6ချက်အရဟံလို့တော့လောက်ဘုရားစီစိတ်ကရောက်ချင်မှရောက်အခုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဗုဒ္ဓနုတ္တိဘာဝနာဘုရားကိုအာယုပြုပြီးတော့နေတဲ့အခါမှာပီတိသောမနတတွေဖြစ်အောင်လည်းလုံးသွင်းဖို့အဲ့ဒါလိုပီတိသောမနတတွေဖြစ်ပြီးတဲ့ကာလခုံတော်ပါဠိစကားလုံးလေးတွေရောအ내ဒိဗ္ဗေတွေရောပြီးတော့စိတ်ထဲမှာကြည်ညိုလာတဲ့ဘာဝလေးတွေပေါ်လာအောင်ဒီစိတ်နဲ့ဆိုရင်လည်းအဲ့ဒါစိတ်ရမယ်ဘုရားနုတ္တိနဲ့နေဖို့အဲ့လိုလိုပီတိတွေဖြစ်တဲ့အခါကျတော့ပမုဒိဒတာပီတိသာယတိရသော်ဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုပြုပြီးတော့ဝမ်းမြောက်နေလို့ရှိရင်ပီတိနှစ်သက်မှုတွေသာယတိဖြစ်ပေါ်၍လာလေတော့ဤပီတိမနတာနှစ်သက်သောစိတ်ရှိတဲ့ပုဂ္ဂိုလ်ဤကာယောကိုယ်ခန္ဓာသည်ကာယောနာမကာယရူပကာယပတ္တတော်ပူပန်မှုမရှိအလွန်တရာမှငြိမ်းအေးလာသည်ဟောသည်ဖြစ်ဘုရားကုံတော်တွေကိုအာရုံပြုပြီးတော့ပမောက္ခဆိုတဲ့နှစ်သက်မှုအနုစားလေးဖြစ်လာတယ်။နှစ်သက်မှုအနုစားလေးကနေပြီးတော့နှစ်သက်မှုအရင်စားပီတိဖြစ်လာတယ်။အဲ့ဒီပီတိဖြစ်လာလို့ရှိရင်ခန္ဓာကိုယ်ကငြိမ်းချမ်းပြီးတော့ပေါ်ပါလာနိုင်တယ်။ပတ္တရကာယတငြိမ်းချမ်းသောခန္ဓာကိုယ်ရှိတဲ့ပုဂ္ဂိုလ်ဟာသမာဓိတည်ကြည်ခြင်းလို့ဆိုရဲသမာဓိတရားသည်ဒုက္ခံချမ်းသာခြင်းလို့ဆိုတဲ့ဒုက္ခတရားတွေဥပ္ပစ္စတိကောင်းစွာမသိဖြစ်ပေါ်၍လာပါပြီတော့ဟောမြတ်စွာဘုရားကုံတော်ကိုအာယုပြုပြီးတော့ပီတိသောမနတတွေစိတ်ထဲမှာချမ်းသာလာတဲ့သဘောတွေပေါ်လာအောင်ဘုရားကုံတော်ကိုအာယုပြုရမယ်အဲလိုအာယုပြုပြီးတဲ့ကာလနေလို့ရှိရင်ရာဂဒေါသမောဟဆိုတဲ့ကိလေသာတွေမိမိတို့ရဲ့စိတ်အစဉ်မှာမဖြစ်ပေါ်ပါရသော်ဘုရားသခင်ကိုရောမြတ်ရဲ့ဘုံတော်ပေါ်မှာသာလျှင်သူ့ရဲ့စိတ်တန်တန်မတ်မတ်ကြီးရောက်ပြီးတော့နေတယ်။ဒီဘုရားနုတ္တိပွားများအားထုတ်လို့ချင်းအဲလိုအဆင့်တန်းမျိုးရောက်မိမိရဲ့တဏ္ဍာမှာရှိတဲ့သတ္တာစွမ်းအားဝိရိယစွမ်းအားတတိစွမ်းအားသမာဓိစွမ်းအားပညာစွမ်းအားတွေကိုမြင်ပြီးတော့ဘုရားကောင်တော်ကိုဥတည်ပြီးတော့အဲ့ဒါကိုပွားပါမြတ်စွာဘုရားသခင်ကိုရောမြတ်ကမဟာနာမမဟာနာဣမံဗုဒ္ဓနုတ္တိဤဗုဒ္ဓနုတ္တိကမ္မထံကိုဘုရားကုံကိုအာယုပြု၍အခန္ဓာလဲအောင်းပေးခြင်းလို့ဆိုတဲ့တတိတရားဗုဒ္ဓနုတ္တိဘာဝနာကိုဒိဋ္ဌံတော်ပြီးရနေသောအခါမှလည်းဘာဝေးရာသိပွားများပါနေဘုရားနုတ္တိဘယ်ချိန်ပွားရမှာတော့မြတ်စွာဘုရားကဘဝနေနည်းနဲ့ပတ်သက်ပြီးတော့ဟောတယ်နော်ဒိဋ္ဌံတော်ပြီးရနေတဲ့အခါမှလည်းဘာဝေးရာသိပွားများပါလေကိစ္ဆံတော်ပြီးသွားနေတဲ့အခါမှလည်းဘာဝေးရာသိပွားများပါလေဒီသိန်တော်ပြီးထိုင်နေတဲ့အခါမှလည်းဘာဝေးရာသိပွားများပါလေဆရာတော်ပြီးလျောင်းစကားအိတ်နေတဲ့အခါမှလည်းဘာဝေးရာသိပွားများပါလေလူဟာလှုပ်ရှားမှုကိုရှိမယ်ဆိုရင်လျောင်းထိုင်ရပ်သွားဣရိယာပုတ်၄ပါးပဲရှိတယ်မဟုတ်လားအေးဘုရားကုံတော်ကိုပွားတဲ့အခါမှာ
ဘယ်ချိန်မှပွားရမလဲလို့ဒီလိုမရှိပါဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသွားနေရင်လည်းပွားပါထိုင်နေရင်လည်းပွားပါရနေရင်လည်းပွားပါမရောက်နေရင်လည်းပွားပါမြတ်စွာဘုရားရဲ့ဗုဒ္ဓရဲ့ဂုဏ်တွေကိုအာရုံပြုပြီးတက္ကလာပွားများဆင်ခြင်နေပါဒါရင်လားဆိုတော့ကမ္မတံလုပ်ငန်းကိစ္စကိုဒိဋ္ဌံတော်ပြီးဆောင်ရွက်နေစဉ်အခါမှာလည်းပဲအလုံးလုံးနေတော့လည်းပဲဘုရားတော်ကိုပွားပါကမ္မတော်ပြီးကမ္မတံမှုကိစ္စကိုဒိဋ္ဌံတော်ဆောင်ရွက်ပြုလုပ်နေတဲ့အချိန်ခါမှာလည်းပဲဘာဝေးရသည်ပွားများလိုက်ပါဗုဒ္ဓသံဃာကတယနာသာသမီတို့ချင်းကျင်မြောင်းတဲ့အိယာတွေမှာဣဇဝတံတော်ပြီးအိတ်နေစဉ်အခါမှာလည်းပဲသားတွေသမီးတွေကြီးတွေမြစ်တွေနဲ့နေလဲပွားပါဘုရားကိုအာရုံပြုပြီးနေလိုက်ပါဟုတ်ကဲ့ဗုဒ္ဓသာဝရတယေနံသမယတို့ဖြင့်ကျင်းမြောင်းတဲ့အိယာမှာအိမ်နေတဲ့အခါမှာလည်းပဲဣဇဝတံတော်အိမ်နေတဲ့အခါမှာလည်းပဲဘာဝေယတိပွားများလိုက်ပါဣတိဤဘဂဝါရှင်ဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမဲ့သွေဟောကြားတော်မူခဲ့ပါ၏တည်းဘုန်းကြီးတို့တရားကျင့်ခင်ဒီတော်စဉ်ပြိဿတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကဟောဒီဗုဒ္ဓနုတ္တိကမ္မထံဘာဝနာကိုပွားပြီးတော့နေလိုက်ပါလို့ဘယ်လိုနေရမလဲလို့မဟာနာကလျှောက်တဲ့အခါမှာမြတ်စွာဘုရားကမဟာနံကိုသုံးပါဩဝါဒပေးတဲ့အနေနဲ့ဒီတုတ်တန်ဟောတာဖြစ်တယ်နော်တရားကျင့်ခင်သူတော်စင်ပြိဿများအနေနဲ့ကလည်းပဲရှင်းဥစွာကိုယ်တဏ္ဍာမှာပြည့်စုံရမယ့်တရားတွေကအားတွေတတ္တာတရားတွေဝီရိယတရားတတိတရားသမာဓိတရားပညာတရားအဲ့ဒီတရား၅မျိုးကိုအခြေခံပြီးတော့ဘုရားနဲ့တတိကိုပွားပြီးတော့နေပါဒါဗုဒ္ဓအလိုတော်ကြဘဝမှာနေထိုင်ပြီးတည်းနော်ဒီမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကိုအာရုံပြုပြီးသက္ကာလနေတယ်ရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကိုလည်းပဲထို့အတူအာရုံပြုပြီးတော့နေလိုက်ပါနေလိုက်တဲ့အချိန်မှာမိမိရဲ့တဏ္ဍာမှာလောဘဆိုတာမဖြစ်ပါဒေါသဆိုတာမဖြစ်ပါမောဟဆိုတာမဖြစ်ပါတရားအာယုန်နဲ့မှစိတ်ကတဏ္ဍမမဖြစ်ပြီးတကလားစိတ်ဟာတစ်ဖြောင်းနေပါလိမ့်မယ်အဲ့ဒီအချိန်ကျတော့ပီတိတွေပါမောဇ္ဇတွေဒုက္ခတွေဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့ဓမ္မနုတ္တိဘာဝနာတရားကိုလည်းပဲအိတ်နေရင်လည်းပွားများလိုက်ပါထိုင်နေရင်လည်းပွားများလိုက်ပါသွားနေရင်လည်းပွားများလိုက်ပါလုပ်ငန်းကိုင်တာကိစ္စတွေထောင်းရွယ်နေတဲ့အချိန်မှလည်းပဲပွားများလိုက်ပါအလုံးမအားသေးဘူးနော်မလုံနိုင်သေးဘူးလို့ဒီလိုမရှိစေရဘူးတဲ့နော်အလုံးလုံးရင်လည်းပဲဘုရားကုံတရားကုံသံဃာကုံအာယုပြုလို့ရပါတယ်ဒါကြောင့်မလို့တရားကုံကိုထိုကဲလို့ပွားများလိုက်ပါထို့သူပဲသုပတိပန္နောဘဂဝတောတာဝကသံဃောဝိသုပတိပန္နောဘဂဝတောတာဝကသံဃောစသည်တဲ့သံဃာကုံတွေကိုလည်းပဲအာယုပြုပြီးတက္ကလပွားလိုက်တာအရေးကြီးဆုံးကတော့သီလသမာဓိပညာဒီဟာတွေတတ္တာရှိဖို့လိုတယ်ဝိရိယရှိဖို့လိုတယ်တတိရှိဖို့လိုတယ်သမာဓိရှိဖို့လိုတယ်ပညာရှိဖို့လိုတယ်အဲ့ဒီအခြေခံတရား၅ပါးထားပြီးတော့ဘုရားကုံကိုအာယုံပြုပြီးတက္ကလနေမယ်တရားကုံကိုအာယုံပြုပြီးတက္ကလနေမယ်သံဃာကုံကိုအာယုံပြုပြီးတက္ကလနေမယ်နောက်ဆုံးအာယုံပြုเสียဘာရှိလဲမြတ်စွာဘုရားကဘုရားကုံတရားကုံသံဃာကုံအာယုံမပြုဘူးဆိုရင်ကိုယ်သီလလေးကိုဆင်ခြင်ပြီးတော့နေလိုက်သမ်းပါမနေ့စောစောထားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရှိပါသရဏဂုံလို့ခံယူလိုက်ပြီးတော့သီလဆောက်ပြီးလိုက်ဆောက်တည်လိုက်ပြီးတော့ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိရပြရတယ်ကိုယ်သီလလေးကိုဆင်ခြင်နေလိုက်နော်ဉာဏ်တော်ပုဂ္ဂိုလ်တွေကသူ့တဲ့တတ်ခြင်းမှာသင်လိုက်ပဲဆိုလို့ရှိရင်သီလအလုပ်တဲ့တည်းဘုရားကုံတရားကုံသံဃာကုံပွားမှာမဟုတ်ဘူးကိုယ်သီလလေးကိုကိုယ်တစ်ခုစီဆင်ញင်နေဒီကနေ့ငါပါဏာတိပါဒအမှုမှလွတ်ကင်းတယ်အဒိဏဒါနအမှုမှလွတ်ကင်းတယ်ကာမေတုမိစ္ဆာသာရမှလွတ်ကင်းတယ်မုသဝါဒမှလွတ်ကင်းတယ်သုဒ္ဓမေရိယမှလွတ်ကင်းတယ်လို့ဒီလိုဆင်ញင်လိုက်ပါဟုတ်ကဲ့
အဲ့ဒါလို့ဆင်ញနာသီလနုတ္တိလို့ခေါ်တယ်အကယ်၍သီလနုတ္တိသီလကိုမဆင်ញင်ဘူးဆိုလို့ရှိရင်ဘာဆင်ញင်ရစာခာနုတ္တိတစုံတစ်ခုကိုတူလိုက်မနဲ့ဆုံးဆုံးထားပြီးတော့တန်ဃာတော်ရှင်မြတ်တွေဆွမ်းခံကြွလာတယ်ဆွမ်းလောင်းလိုက်ဆွမ်းလောင်းပြီးတဲ့အခါကျတော့ဆင်ញင်လိုက်ဩငါသိအရတော်တာပဲမစ္စရိယဆိုတဲ့အညစ်အကြေးကိုဖယ်ရှားပြီးတော့မစ္စရိယအညစ်အကြေးမှကင်းစင်တဲ့ဖြူစင်တဲ့ဆေးကြောအပ်တဲ့လက်ရှိပြီးမစ္စရိယအညစ်အကြေးတွေကင်းကွာတဲ့စိတ်နဲ့ငါတရားပြီငါပါငါရထားတဲ့ပစ္စည်းကိုသူတစ်ပါးနေတဲ့မဆက်ဆံခြင်းဘူးဆိုတဲ့မစ္စရိယတရားငါဒီနေ့ဖယ်ရှားလိုက်နိုင်တယ်ကံကောင်းလိုက်တာကံကောင်းလိုက်တာကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းစွန့်ကြဲမှုပြုလုပ်ပြီးတိုင်းဆင်ញင်လိုက်ပါစာကနုတ္တိလို့ခေါ်တယ်နော်မစ္စရိယညစ်ကြေးကိုဖယ်ရှားပြီးတော့ဒီကနေ့ငါနေလိုက်ရပြီဒါကြောင့်မို့လို့ငါဘဝအရတော်လေးခြင်းလို့ဒီလိုဆင်ញင်ပါအဲ့ဒါလို့ဆင်ញင်လိုက်လို့ရှင်သာဂနုတ္တိဘာဝနာကိုပွားများပြီးရရောက်ပါတယ်ဟောနောက်တစ်ခုဆင်ញင်နိုင်တာကဒေဝတာနုတ္တိမြတ်စွာဘုရားသခင်ကိုရောမြတ်ကမဟာနာမအပြည့်ရတဲ့သာဂဝေမင်းကြီးရဲ့မိဂုံးကိုအေးဒေဝတာနုတ္တိနတ်တို့ရဲ့သတ္တသီလသုဒ္ဓသာကပညာဒေဝတာနုတ္တိဆိုတာနတ်တွေကိုတတိယဖို့ပြောတာမဟုတ်ဘူးဆိုလိုရင်အဓိပ္ပာယ်ကဒေဝတာနုတ္တိဆင်ញင်ပုံဆင်ញင်ဒီကဘယ်လိုဆင်ញင်ရမလဲလို့ဆိုရင်ငါမှရှိတဲ့တတ္တဝိရိယတတိသမာဓိပညာလို့ဆိုတဲ့ဟောဒီတရားမျိုးတွေသတုမာရိတဝိနာယာမတုတ်တိတနေမနာရတိပရဏိဟိတဝတဝတိလို့ဆိုတဲ့တတ္တိရဲ့သဏ္ဍာန်မှာရှိတဲ့အဲဒီတတ္တိမှာရှိတဲ့တတ္တတရားမျိုးသီလတရားမျိုးသုဒ္ဓတရားမျိုးစာကတရားမျိုးပညာတရားမျိုးငါမှလည်းရှိတယ်သူတို့ဟာဟောဒီတတ္တသီလသုဒ္ဓစာကပညာတရားတွေနဲ့ပြည့်စုံလို့လူပြေကနေပြီးတော့ကွယ်လွန်အနိစ္စရောက်တဲ့အခါမှာဓာတ်ပြေမှာဖြစ်ကြတာအဲ့ဒီတရားမျိုးတွေဟာငါတဏ္ဍာမှာရှိတယ်လို့နတ်တွေနဲ့နှိုင်းယှဉ်ပြီးတော့မိမိတဏ္ဍာမှာရှိတဲ့သီလသမာဓိပညာသီလသုဒ္ဓစာကပညာဒီတရားတွေကိုဆင်ခြင်သုံးသပ်တာကိုဒေဝတာနုတ္တိလို့ခေါ်တယ်နော်တော့ကြာနတ်ကိုသွားပြီးကြောပွဲထိုးတာဒေဝတာနုတ္တိလို့မှတ်တယ်အေးဒေဝတာနုတ္တိဆိုတာနတ်ကောင်းနတ်မြတ်တွေဟာအဲ့ဒါသီလသုဒ္ဓစာကဆိုတဲ့ပညာတရားနဲ့ပြည့်စုံသည့်အတွက်ကြောင့်ဒီတရားတွေနဲ့ပြည့်စုံသည့်အတွက်ကြောင့်သူတို့ဒီနတ်ဘုံနတ်ဘဝရောက်ကြတယ်ထိုတရားတွေငါတဏ္ဍာမှာရှိနေတယ်လို့နတ်တွေကိုတတ်သိအရာထားပြီးတော့မိမိတဏ္ဍာမှာဖြစ်တဲ့သီလသုဒ္ဓစာကပညာတဲ့ဒီတရားတွေရဲ့အည်သွေးကိုအည်ချင်းကိုစဉ်းစားပြီးတက္ကလာဆင်ញတာဒေဝတာနုတ္တိပါအဲဒီလိုဒေဝတာနုတ္တိလို့ဆိုတဲ့ဒီအနုတ္တိတရားကိုလည်းပဲအချိန်မရွေးပွားများပြီးတက္ကလာနေခြင်းဖြင့်နေထိုင်မှာဣမံဒေဝတာနုတ္တိဒေဝတာနုတ္တိကိုဒိဋ္ဌံတော်ပြီးရနေသောအခါမှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါဣစ္ဆတော်ပြီးသွားနေစဉ်အခါမှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါနိသိဏတော်ပြီးထိုင်နေရာအခါမှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါတရားတော်ပြီးအိပ်နေတဲ့အခါမှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါကမ္မတံလုတ်ကိစ္စကိုဒိဋ္ဌံတော်ဆောင်ရလုတ်ကင်နေတဲ့အချိန်မှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါဗုဒ္ဓသမ္မာရတယနံသမယတို့ဖြင့်ကျင်းမြောင်းတဲ့အိယာပါဣဇဝတံတော်ပြီးအိတ်နေတဲ့အခါမှလည်းပဲဘာဝေယတိဖြစ်ပွားစေလိုက်ပါဝေဘဂဝါရှိဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်းအေးဗုဒ္ဓအလိုတော်ကြနေထိုင်ဤဆိုသည်မှာမိမိတို့တဏ္ဍာမတတ္ထာတရားဝိရိယတရားတတိတရားပညာတရားသမာဓိတရားပညာတရားဒီအခြေခံတရား၅မျိုးကိုခိုင်ခိုင်မာမာထားပြီးတော့ဗုဒ္ဓနုတ္တိကိုပွားများ၍နေထိုင်ခြင်းဓမ္မနုတ္တိကိုပွားများ၍နေထိုင်ခြင်းသံဃာနုတ္တိကိုပွားများ၍နေထိုင်ခြင်း
ကိုယ့်ရဲ့သီလကိုဆင်ခြင်ပြီးတက္ကလာသီလဒုစတိကိုပွားများ၍နေထိုင်ခြင်းကိုယ့်ရဲ့စွန့်ကြဲမှုလို့ဆိုတဲ့သာကဂုဏ်ကိုအာယုံပြုပြီးတက္ကလာဆင်ခြင်စဉ်းစား၍နေခြင်းနတ်တို့ကိုတတ်တဲ့အရာမှာထားပြီးတက္ကလာမိမိတဏ္ဍဝါဖြစ်တဲ့သီလသုဒ္ဓသာကပညာတရားတို့ဆင်ခြင်ပြီးတော့နေခြင်းအဲ့ဒါလိုနေလို့ရှိရင်အမတမအကျိုးရှိတဲ့နေဒီကဖြစ်ပါလိမ့်မယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမဟာနာမလို့ဆိုတဲ့တာဂဝေမင်းကိုဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့သုံးမဩဝါဒတော်ဒိုင်းဒုဘဝရနေတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အလိုချဖြစ်တဲ့အနုတ္တိတရားများကိုဆင်ခြင်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း